မင်္ဂလာပါကျွန်တော်ဒီနေ့ရောက်ရှိနေတာကတော့အင်းစိန်ပေါတော့ဘူးတာအိမ်ယာနှစ်မှာရောက်ရှိနေတာဖြစ်ပါတယ်ဒီအခန်းလေးရာဆိုရင်3,900ကျော်မှစပြီးတော့3,100ကျော်အထိအခန်းတွေကိုတနေရာထဲမှာရရှိနိုင်တဲ့အပြင် BCC ဓာတ်လေကကိုပိုင်မီတာနဲ့ဘတ်ဂျက်တွေပါရရှိမယ့်အခန်းလေးတွေလည်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မှာတော့ဘယ်အခန်းလေးတွေကဘယ်လိုမျိုးလေးတွေရရှိမလဲဆိုတော့ကျွန်တော်တစ်ချက်တော့ကြည့်လိုက်ဟုတ်ကဲ့ဒီအခန်းလေးကတော့ကျွန်တော်တို့ဒါနှလော်မြို့မှာရှိတဲ့အခန်းလေးပဲဖြစ်ပါတယ်ဗျဒီခန်းလေးကတော့15ပေလေးတွေကျပြီးတော့အေကန်တစ်ခန်းအိတ်ခန်းနှစ်ခန်းနဲ့မြို့ကန်တစ်ခန်းနဲ့ပေါဝင်မှာဖြစ်ပါတယ်။ဒါကတော့အစောဆုံးတွေ့ရမယ့်အေကန်လေးပဲဖြစ်ပါတယ်။ဒါကတော့ရှောင်းလန်းအဖြစ်3ပေဝန်းကျင်ကျယ်ပဲ။ဒါကတော့ပထမဆုံးတွေ့ရမယ့်ရိုးရိုး single bedroom လေးပဲဖြစ်ပါတယ်။ဒီမှာလည်း limited ကောင်းအောင်လို့ green box လေးလည်းလုပ်ပေးထားပါတယ်ဗျ။ဒီမူရိတာအိမ်ယာမှာဆိုရင် BCC ဓာတ်လေကကိုပိုင်မီတာနဲ့အုံနာဘုံလည်းတစ်ခါလေးရရှိမှာဖြစ်ပါတယ်ဗျ။ဦးနာဖို့အတွက်ကိုလည်းကျွန်တော်တို့ကတနေတဲ့အပြီးလိုက်လံဆောင်ရွက်ပေးပါတယ်ဗျ။ဒါကတော့ဒုတိယမြောက်အခန်းဖြစ်တဲ့ master bedroom ခန်းပဲဖြစ်ပါတယ်ဗျ။ဒီ master bedroom ခန်းဖြစ်တဲ့အတွက်သူကရေချိုးခန်းအိမ်သာလည်းတစ်ခါလေးပါရှိမှာဖြစ်ပါတယ်။ဒီနောက်မှာဆိုရင်တော့ဒါကျွန်တော်တို့မိဖို့ကန်ကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီမိဖို့ကန်မှာဆိုလည်းမိဖို့ကုံလေးကိုလည်းပိုင်ရှင်ဘက်ကနေပြီးတော့ကုံလုံးကိုဆောင်ရွက်ပေးထားတယ်ပေါ့နော်။ဒီမှာလည်းနောက်ထပ်ရေချိုးခန်းအိမ်သာလေးတစ်လုံးပါဝင်မှာဖြစ်ပါတယ်ဗျ။ဒီခန်းလေးကတော့အင်းစိန်ပေါတော့မူရိတာအိမ်ယာနှစ်မှာရှိတဲ့ခန်းလေးပဲဖြစ်ပါတယ်ဗျဒီခန်းလေးရဲ့ဈေးနှုန်းကတော့နှလော်မြောက်မှာဖြစ်ပြီးတော့815သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဈေးနှုန်းတက်တာပြီးခံမမှုရှိတဲ့အခန်းလေးတွေကိုရောင်းချပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကြီးပွားအောင်နေချန်ပီကိုလည်းလိုက်ရန် follow လေးလုပ်ထားပြီးပါအောင်ဗျကျွန်တော်တို့ဖုန်းနံပါတ်လေးကတော့3996944933ကိုဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်